္ဂလာပါရှင်ဒီကနေ့ဩဂုတ်လ22ရက်နေ့ကဆူစီရရှိထားတဲ့တင်ကိုတင်ဆက်ပေးသွားပါမယ်။ပင်လယ်ဘူးစစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်ကထိုးစစ်ဆင်တက်ခတ်နေကြောင်းသိရပါတယ်။ဒီနဲ့မြန်မာနိုင်ငံပြည်တွင်းတင်တချို့ကိုကောက်နှုတ်တင်ဆက်ပေးသွားပါမယ်။ကျွန်မမွန်ကြပါရှင်။အနောက်တောင်ပိုင်းတိုင်းအမတ်ရှိတပ်မဟာပူးပေါင်းတပ်ဖွဲ့တွေပင်လယ်ဘူးမှာတပ်ဆွဲနေတဲ့စစ်ကောင်စီတပ်စခန်းကိုဒီကနေ့ဩဂုတ်လ22ရက်နေ့မနက်ပိုင်းကစပြီးထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ KIA နဲ့ PDF ပူးပေါင်းတပ်တို့ထိုးစစ်ဆင်တိုက်ခိုက်ရမှာစစ်ကောင်စီဘက်မှလည်းတိုက်လေရင်နဲ့ Y12 လေရင်ဖြင့်ဘုံကျဲခုခံတိုက်ခိုက်နေပါတယ်။တိုက်လေရင်များနဲ့ရန်တမ်းပစ်ချခဲ့တာကြောင့်ပြည်သူများရဲ့နေအိမ်တွေပျက်စီးဆုံးရှုံးခဲ့ပြီးပြည်သူအများထိခိုက်ဒဏ်ရာရရှိကြောင်းလည်းသိရပါတယ်။ကချင်ပြည်နယ်စကိုင်းတိုင်းအင်ဒိုပင်လယ်ဘူးနဘာထီးကြိုင်တွေကိုပြီးခဲ့တဲ့ပတ်ကစားပြီးအမတ်စစ်ဒေတာအတွင်းမှာ KIA ပူးပေါင်းတပ်တို့စစ်ကောင်စီတပ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါတယ်ရှင်။ဆက်လက်ပြီးမြန်မာနိုင်ငံပြည်တွင်းသတင်းတချို့ကိုတင်ဆက်ပေးတော့ပါမယ်။လာရှိုမြို့ကို MNDAA ကထိန်းချုပ်ထားပြီးနောက်အုပ်ချုပ်ရေးရန်တရားနဲ့ကျန်းမာရေးဝန်ဆောင်မှုတွေလှုပ်ဆောင်နေပြီးပြည်သူလူထုနဲ့တွေ့ဆုံပွဲတွေလည်းဆက်တိုက်လှုပ်ဆောင်နေလက်ရှိတယ်လို့သိရပါဗျ။စကိုင်းတိုင်းနဲ့ကချင်အဆက်ကအင်းတော်မြို့နယ်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။ KIA နဲ့ပူးပေါင်းတပ်တွေမြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာဖြစ်ပြီးရဲစခန်းနဲ့အထွေထွေအုပ်ချုပ်ရေးရုံးကိုတော့တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီလို့သိရပါဗျ။မူမောက်ခမရ43ကုန်းစခန်းကို KIA ပူးပေါင်းတပ်တွေသိမ်းပိုက်ပြီးနောက်ဗမော်မြို့မှာတိုက်ပွဲဖြစ်ပွားလှမီကိုဆိုတဲ့သတင်းတွေကြောင့်ဗမော်မြို့ကိုပေးဆွဲတဲ့ရင်လိုင်းတွေရပ်နာထားပြီးလေကြောင်းလိုင်းပြေးဆွဲမှုလည်းခါတိုင်းထက်ဝက်ရော့ကျသွားတယ်လို့သိရပါဗျ။မြန်မာနိုင်ငံမှာမြောက်ကျောက်ယောဂါကိုဆက်မှုတားဆီးဖို့ပြည်ပကပြန်လာသူတွေအားလုံးလေစိတ်မှာခီးသွားရာဇဝင်ဖြီးရမယ်လို့စစ်ကောင်စီကအမိန့်ထုတ်ပြန်ထားပါတယ်။နိုင်ငံတကာအနေနဲ့စစ်ကောင်စီရဲ့ငွေကြေးစီးဆင်းမှုအပါအဝင်လက်နက်ခဲယမ်းလေရင်စီစတာတွေဖြစ်တောက်နိုင်ရဲ့ပူးပေါင်းဆောင်ရွက်ဖို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာအမတ်ကြီးဦးကျော်မိုးထွန်းကဩဂုတ်လ22ရက်နေ့နယူးယောက်မြို့ကုလသမဂ္ဂအစည်းအဝေးမှာတိုက်တွန်းခဲ့ပါတယ်။မြန်မာနိုင်ငံကတရုတ်စီမံကိန်းတွေနဲ့ဝန်ထမ်းတွေကိုအစွမ်းကုန်ကာကွယ်တွားမယ်လို့စစ်ကောင်စီဥက္ကဋ္ဌမြင့်အောင်လှိုင်ကတရုတ်အမတ်ကြီးမစ္စတာမာဂျာနဲ့တွေ့ဆုံချိန်ပြောကြားတယ်လို့ဩဂုတ်လ22ရက်နေ့မှာမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံကထုတ်ပြန်ထားပါတယ်။လိုက်စာတီဗီရဲ့ပမာပါရာဖြင့်တင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုသူပရိသတ်အပေါင်းရွှေလန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။